စ္ဆာန်တွေအများကြီးကိုတနေရာထဲမှာစုံစုံလင်လင်တွေ့နိုင်တာ တရိတ်ဆိုင်ရော တလိဆန် တလိဆန်ရုံကြီးဆိုတာလားဘူးလို့ပြောနော်အဲ့ဟိုကလည်းဖြစ်ကာတွန်းကားလို့လည်းပြောဟုတ်တယ်သူတို့ဒီဒီထဲမှာ ဒါပေမဲ့လက်ညောင်နှိပ်လိုက်လေ ကြောက်လိုက်တာ FIFA အဖွဲ့အစည်းကဘယ်အားကစားနဲ့ဆိုင်တဲ့အဖွဲ့အစည်းလဲ ဘောလုံး ဘောလုံးမှာ FIFA ကြော်လိုက်တာ တမင်မမေးရကြည့်လိုက်မေးနေတယ်အဲ့ဒီကောင် 1998ခုနှစ်မှာ Director James Cameron ရိုက်ကူးခဲ့တဲ့နာမည်ကြီးကဘာကျော်ရုပ်ရှင်ဇာတ်ကားကပါလေ Oscar အများကြီးရတာ James Cameron ရှိသမျှကဘာဘွားဝင်ငွေအများဆုံးရုပ်ရှင် Top 3တွေကသူ့ဟာတွေ ဟွာလာထောက်ကကိုကြတိုက်တန်းနဲ့အော်လို့တီးဦးတိုက်တန်းနဲ့ပါ နားတယ်ဘာဖြစ်လို့ဘာဖြစ်လို့ တခြားဘာများဖြစ်အောင်မလဲ ကျေဘူးလေတိုက်တန်းနဲ့မှန်းနေတာ တကယ်ကြီးလက်ဟိုမှာရိုက်ဖို့လုပ် နင်းနေတယ်နော် ငါတို့တယောက်ကမရိုက်နိုင်ဘူးဖြစ် ဒွါရဘယ်နှပေါက်ရှိတယ် ဟိုပါ ဂျဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်မဆိုတော့ဒါပေါက်က6ပေါက်ပဲရှိရဲတဲ့ဖျားဟောတာဟုတ်ဟုတ်တယ်အောင်ချင်းဘယ်နှပါရှိတယ် 7ပါ အော်အမေးလိုက်တာလားအဲ့လေမစကားတွေပြောနေအောင်မလိုက်သေးရလေတောက်လို့လည်းတောက်လို့ အောင်ကြီးအထမပါ ဟောနိုင်တယ်ငါတို့နိုင်တယ် ဟိုမှာ presenter ဆက်လုပ်ပေးပါဦး MC ကဲအခုဆိုရင်ညီမတို့ရဲ့ game number 5အစီအစဉ်လေးကတော့ပြီးသွားပြီပေါ့နော်နိုင်အနိုင်ရရှိသွားတာတော့တင်းငင်သူဖွဲ့ဖြစ်ပြီးတော့ ဘယ်နှမတ်လဲ 9မှတ်နဲ့ A ဖွဲ့ရတော့9မှတ်အနိုင်ရရှိသွားပါဦးရှုံးသွားပါတယ်9မှတ်နဲ့ B ဖွဲ့အနိုင်ရရှိသွားပါတယ်အဲ့တော့ညီမတို့ရဲ့နောက်ဆုံး game လေးကဘာဖြစ်မလဲဆိုတာကိုအားလုံးပဲကြည့်ရှုကြပါဦးကြည့်ရှုပေးကြပါ ကျွန်တော်တို့နိုင်ငံမှာနိုင်ငံမှာတည်ဖြစ်မှာပေါ့ ဟုတ်တယ်ကျေးဇူးပါကျေးဇူးပါဖိတ်ဆက်မယ်โอเคနောက်ဆုံး game ဖြစ်ပါတယ်ခင်ဗျာအဆုံးဖြတ်ပါတကယ်လို့ဒီဘက်ကကျွန်တော်တို့ရဲ့တီငယ်သူများအဖွဲ့အစည်းနိုင်ရသွားမယ်ဆိုရင်တေကျသွားပြီးတော့နှစ်ဖက်လုံး fan နေ တေးကြမှာတေးကြမှာ 2 3ကျွန်တော်တို့ကလည်းအရှုံးဘက်ကစကားနေတာ အရှုံးဘက်ကစကားနေတာအရှုံးဘက်ကစကားနေတာ စကားတွေတော့ပါလို့ နိုင်မို့လို့ရှုံးရင် punishment ဆိုတော့ နိုင်ပါမယ် ဟုတ်တယ်လဲအိတ်လေးဆွတ်ပြီးတော့ကျွန်တော်တို့ဆွတ်ရမယ့်ခင်အောင်လဲအိတ်ဆွတ်မယ်လဲအိတ်ဆွတ်ပြီးတော့တူလေးကိုအဲ့လိုမျိုးချောမယ်လို့ ချောမယ် သူကောင်းတဲ့အချိန်လဲတစ်ဖက်နဲ့ပဲလား သတ်မှတ်ထားကြောင်းနေအောင်အစိမ့်ဆိုရင်အစိမ့်လိုလေးထည့်မယ်မရသေးဘူးထည့်တယ် โอเค ဘယ်ဘက်လက်ကိုနောက်ပစ်ထား လူနာ ဘယ်ဘက်လက်ကိုနောက်ပစ်ထားနော်ဒါပေမဲ့တူကပုံစံတွေပဲပြတ်သွားရင်ကိုပွားနဲ့ကိုပဲ ဟိုပါနေ ကိုဘာသာကိုဘလိုပဲလုပ်လို့ဒီလိုပဲလုပ်လို့ဒီလိုပဲလုပ်လို့ ကောင်းတယ်ပဲထိုးထည့်ထည့် ဆိုတော့ကဲအဲ့တော့အယောင်ရွေးရအောင်စုံစုံသိချပါ ရပါတယ် နိုင်နဲ့โอเค ladies first ကြိုက်တဲ့အယောင်လေးပါ ရပါတယ်အစိမ့်နဲ့ခရမ်းနဲ့မလား ရလိမ္မော်လေးယူလို့ရတယ် ဟာလေဘာယူဖို့မယူဖို့ ခံရနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်တင်းငယ်လူဘက်ကစိတ်ကြာရခက်ကခရမ်းအယောင်လေးဖွဲပေးလိုက်ဆိုတော့၄ယောက်လုံးဆော့ရမှာတစ်ယောက်ကို10မိနစ်ရမယ်နော်နောက်ဆုံးကြမှာအမှတ်တော့ ready နော် 3 2 1 ဝမ်းစားပြီဝမ်းဆိုအော်မစားသေးဘူးလား စပြီ ဟာပြီ ဟာကင်း တ ကိုင် လားအော်မနေနဲ့ တော့မယ်တန်းနဲ့ဆောက် အာယုံဆိုင် လားမသိဘူး အဲ့ဒါလားအော်မနေနဲ့အာယုံဆိုင် အဲ့တိုင်းလေးပဲမဟန်တာအစ်ပြည့်ရဲ့အဲ့တိုင်းလေး တစ်လုံးမနော်တစ်ခါတော့တစ်လုံးမသိရင်ကျွန်တော်ပွဲသေးမှာပြိုင်နေတာကြာတယ်ဘယ်နှလုံးရရင်အယုတ်ရမယ်လို့ပါလာပြီဟုတ်တယ် တော့ကပြင်မရဘူးခဒီကအပေါ်ကဟာမှကြည့်ကြဖို့ကောင်းတာဟာအောက်ကတက်တယ် ဟုတ်လားအေး စာလာရှင်းခွင့်ဘယ်တော့စားရလဲ ကျိတ်နေပဲ ဒီဘဲတွေယူရတယ်ပဲ စက္ကန့်20လှုပ်ထားကိုရှေ့ကမမြလှုပ်တာမှ ဟေးအောက်ဒီကြာနေပြီ15စက္ကန့်ပဲရှိတော့မယ်15စက္ကန့်ပဲရှိတော့10စက္ကန့်ပဲရှိတော့မယ်ဟုတ်ပြီဘယ်လဲနောက်ပြစ်ထားမယ်နော်6 5 4 3 2 1 โอเค1 B next one မကြီးသေး Oh my god 3 2 1 go အဲ့ကိုကြီးက second round အောက်ကမကောင်းနဲ့လို့ဘောကောက်တာနေနဲ့နိုင်ပြီတကယ်ချင်းအေးစေးပဲတော့ အဲ့ဝမ်းညလုံးပြောမှတိုက်ပတ် ပါမလားပြန်ခေလိုက်တာ တလုံးမယ်နော်တလုံးမယ် အဲ့ကိုကြီးမြန်တော့အပေါ်လေးကပုံ ပေါ်လေ ဟာပုံတာပါ ပါရင်လေ
စက္ကန့်30စက္ကန့်30 ရပြီရတယ် ချိန်နေပဲ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  ရပြီ ပါမလားအေးနိုးပဲ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 တဲ့နိုးပဲတဲ့နိုးပဲ sorry တို့လည်းကြာ ဟုတ်ပြီ10 9 8 9 6 5 4 3 ရပြီ နေ ရပြီ 1 no go ရပြီအားဖြူ 2 1 set round round 3 okay okay ပဲ နောက်မှာဘာရုပ်နေကြလဲမင်းအောင်နောက်မှာ ကျိတ်နေ ဘာဖြစ်နေကြလဲအဘာဖြစ်နေကြလဲ တိုင်မင်း တူနဲ့ ဟောတော့အေးဒီပါတရုံမှာသူကိုင်းနေ ရှောက်ပြောနေ စက္ကန့်30 AGB ကမလာချောစားတယ် မလာချင်တော့စားနေကြဆို ငယ်ချင်းတို့ဟာဟေးလက်တွေတုံကြီးလာပြီ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 တုံကြီး လက်ကအဲ့လိုလိုက်ပြောနေတယ် ပြောနေအဲ့လေဟုတ်ကဲ့လေဘာလို့ပြောနေ လာလေတော့ငါတို့ဘက်ကိုမပွားဖြစ်ဘူးရှုံးတယ်ချင်းညာ 10 โอเคဟိုကျွန်တော်ဘက်မှာအစိမ်းတောင်မရှိဘူးဟိုဘက်ကိုအစိမ်းတွေပို့ထားကြတယ်ရတယ်ဒီလိုပါ 6 5 စက္ကာဝါ 4 စီပဲ 3 အဲ့တလုံးမရပြီ 2 1 โอเค1 2 3 3 go 2 1 go ဒီပဲပါလေ ဟဲ့လက်ကညိမ့်နေ ရနဲနဲ ဟဲ့မလုံးနဲ့လေ ဘာလို့လောက်တာလဲ လုံနေ ဟဲ့မလုံးနဲ့လေဟဲ့သွားတယ် လုံးနေ တော်သေးတယ်နော်ရိုးသွားတယ် ဆောင်း အားဆုံးလာလိုက် ခွာကြီးအစိမ်း ဆုံးနေနော် ရရဘာဖြစ် ဘာဖြစ်ဘာဖြစ်ခင်ရောက်နေပြီရော ခံတော့တယ် အဲ့လိုမျိုးမလုံးပါနဲ့ အားတို့အတွက်ဒါ last chance နော် နော် နေများတယ် last chance okay ဘာဖြစ်ဒီစေပဲညီမကြီးအဲ့ဒါတော့တိုက်ပြီးနေတယ် okay ရတယ်ဟုတ်ပြီလားဇွန်တန်စံကြမလို့တော့ဖြစ်တယ်ဇွန်ရချက်တော့မလို့ဘူး အဲ့လေငါတို့ဘက် ငါတို့တန်စီစီးတာကြလား ငါတို့ကျုံးနေခြင်းနေလားမသိဘူးဘောတာရတယ်ငါတို့ဘက်ကိုအများနဲ့ဟိုဖြစ်တယ်လိမ္မောင်းနေလုံးနေတာ ရှေ့ တော့ပဲရလိုက်အောင် 6 5 4 3 တန်စီစီးတာကွာမလာရှန်ကိုစားနေကြကွာ ရတယ် နိုင်တယ်ငါတို့ အေးစင်းနိုင်နေမှာကြည့်လိုက်အများကြီး ဟိုမှာကြည့်ဟိုမှာကြည့် ယူလိုက်အောင်အဲ့ဒါယူပေးမယ်ရေးပေးမယ်ရေးမယ် ကိုတော်ထပ်ပဲပေးလိုက်ပါ နှစ် ကြည့်သေချာကြည့် လေးချာ တငယ်ကြီးခဏနေနေမီနဲ့အဲ့လိုအမြင်ကြီးနဲ့ ရှစ် ပေးလိုက်ပါ သိလိုက်ပါ 80 80နဲ့80တော့ အဲဟိုဘက်ကတယောက်ကြည့် အားကြီးမလား ငါတို့ပြန်လိုက်မယ်ငါတို့ပြန်လိုက်မယ်ငါတို့ပြန်လိုက်မယ် လူကြည့်မလားကြည့်လိုက်ကြည့်အမကြည့်တယောက်တော့ကြည့်တော့ဟိုဘက်တော့ကြည့်တော့ နင်း အေး လေးချရှေ့30 94 96 96အဲ့လေးစားကြည့် တရားကြည့်ဖို့တစ်လုံးယူတာ တရားကတော့လက်ဆောင်ပေးလိုက်မယ်အားနာ ဟို69ကကောင်းတယ်ကိုကနနှစ်ခုကောင်းတယ် ကိုနှုံးလေးကြည့် လို တော့ ပဲဖြစ်ဖြစ်ပဲနော်ဘလိုပဲဖြစ်အရှုံးမလုပ်ဘူး အေး ဂိမ်း6ကင်းအားပါတဲ့အပြိုင်နဲ့ရှင်မြန်ရဲ့ရှင်မှာနောက်ဆုံးအနိုင်မကန်အရှုံးမပေးနဲ့နောက်ဆုံးကင်းမှာနိုင်ရည်ပြီးပြည့်ပါခင်ဗျာယေ